ဒီဗီဒီယိုလေးထဲမှာတော့ TikTok မှာငွေရှာခြင်းတဲ့သူတွေအတွက် TikTok ရဲ့ monetization tool တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ TikTok ကအသုံးအများဆုံး social media platform တွေကတစ်ခုဖြစ်လာတဲ့အတွက် TikTok မှာငွေရှာခြင်းတဲ့သူတွေအတွက်ဒီ monetization tool တွေကိုဒါတည်ထားမယ်ဆိုရင်တော့ငွေမြန်မြန်နဲ့ရရှိမှာဖြစ်ပါတယ်။ထပ်ပြီးတော့လည်း Telegram ရဲ့လူသိနေတဲ့ feature တချို့နဲ့လည်းမိတ်ဆက်ပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးကြဖို့မမေ့နဲ့နော်ပထမဦးဆုံးအနေနဲ့ TikTok ရဲ့ monetization tool တွေအကြောင်းနဲ့စလိုက်ကြရအောင်နော်ဒါကြောင့် TikTok ရဲ့ monetization tool တွေကိုကြည့်ကျင်နေဆိုရင်တော့တောင်းလေးရ line 3ကြောင်းနှိပ်လိုက်ပါ TikTok Studio ဆိုတာရှိပါတယ်အဲ့ဒီထဲကိုတွားလိုက်ပါအဲ့ဒီထဲမှာတော့ monetization tool တွေအများကြီးရှိပါတယ်တကယ်တမ်းဒီ tool တွေအကုန်လုံးကကျွန်တော်တို့အတွက်မလိုအပ်ပါဘူးတကယ်တမ်းလိုအပ်တာ2ခုလောက်ပဲရှိပါတယ်ဒါကြောင့်အဲ့ဒီ2ခုကိုပြောပြပေးသွားပါမယ်အဲ့ဒါကတော့ဒီ creator marketplace ဆိုတာ ਨੇ ဖြစ်ပါတယ်creator marketplace ဆိုတာတော့အခုလက်ရှိမြန်မာနိုင်ငံ creator တွေကလည်းဒီ marketplace ကိုပဲမူတည်ပြီးတော့ပတ်စံဝင်နေကြတာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့အကန့်အသတ်တွေတော့ရှိပါတယ်ဒီမှာဆိုရင်အနည်းဆုံး18နှစ်ပြည့်ရပါမယ်ပြီးရင် follower တသိန်းရှိရပါမယ်ပြီးရင်တော့လွန်ခဲ့တဲ့ရက်30အတွင်းမှာဗီဒီယို3ခုဒါမှမဟုတ်အဲ့ထက်ပိုတဲ့ဗီဒီယိုတွေတင်ထားရပါမယ်ပြီးရင်တော့1000 viewer ရှိရပါမယ်နောက်ဆုံးအနေနဲ့ကတော့ကိုတင်ထားတဲ့ဗီဒီယိုတွေကနိုင်ငံရေးပြီးရင် TikTok ရဲ့ guideline တွေနဲ့လွတ်တယ်ဆိုရင်တော့အောက်က join ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တွေဝင်ငွေစာရရှိမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ပြောပြပေးမယ် feature လေးကတော့ video gift ဆိုတာလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ထွေထွေထူးထူးရှုပ်ထွေးတွေမဟုတ်ပါဘူးဒီ gift ဆိုတဲ့ဒါ option ကိုဖွင့်ထားလိုက်ရပါပြီအဲ့ဒါကတော့ကိုတင်ထားတဲ့ဗီဒီယိုတွေကို viewer တွေကကြိုက်နေတတ်တယ်ဆိုရင် gift တွေကိုစီကိုပုံမှန်ဖြစ်ပါတယ်အဲ့ gift တွေကနေတစ်စဉ်ဝင်ငွေရရှိစီမှာဖြစ်ပါတယ် TikTok ဟာတခြား platform တွေလိုဝင်ငွေရရှိဖို့ခက်ခဲတွေမရှိတာကြောင့်အရန်ကိုလွယ်ကူရိုးရှင်းတဲ့ platform တစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုထပ်ပြောပြပေးမယ်အရာကတော့ Telegram ရဲ့လူသိနေတဲ့ feature တချို့ပဲဖြစ်ပါတယ်လူတော်များများကတော့ Telegram ကိုငါးပြစ် game ဖားပြစ် game Q ပြစ် game စတဲ့ game ပေါင်းများစွာအသက်ပဲအသုံးပြုကြပါတယ်ဒါပေမဲ့အခုပြောပြပေးမယ် feature လေးတွေကတော့တကယ်ကိုအသုံးဝင်တဲ့ feature လေးပဲဖြစ်ပါတယ်ဒါကြောင့်အဆုံးထိလိုက်ပါကြည့်ရှုလိုက်ကြအောင်နော်ပထမဦးဆုံးအနေနဲ့ပြောပြပေးမယ် feature လေးကတော့ကိုကသူများကိုဗီဒီယိုပို့တဲ့အခါမှာကိုပို့လိုက်တဲ့ဗီဒီယို quality ကောင်းကောင်းနဲ့ရစေချင်တယ်ဆိုရင်ဒီနည်းလမ်းလေးကိုအသုံးပြုလို့ရပါတယ်ပထမဆုံးအနေနဲ့ကိုပို့မဲ့ဗီဒီယိုလေးကိုဆက်လက်မှတ်လိုက်ပါဆက်လက်မှတ်ပြီးဆိုရင်တော့အပေါ်ကတောင်းလေးကအဆက်30လေးကိုနှိပ်လိုက်ပါအဲ့ဒီမှာ send as file ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုပို့လိုက်တဲ့ဗီဒီယိုက quality ကောင်းကောင်းနဲ့ရရှိမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ပြောပြပေးမယ် feature လေးကတော့ schedule နဲ့ပို့တဲ့ feature လေးပဲဖြစ်ပါတယ်ကိုကောင်မလေးကိုမနေ့အစောကြီး good morning လို့ပို့ခြင်းနဲ့ဒါပေမဲ့ကိုကလည်းအစောကြီးမထနိုင်ဘူးအဲ့လိုအခါကြီးကြရင်ဒီနည်းလမ်းလေးကိုအသုံးပြုလို့ရပါတယ်ဥပမာ good morning လို့ရိုက်လိုက်ပါပြီးရင်တော့ဘေးကပို့တဲ့ခလုတ်လေးကိုဖိထားလိုက်ပါအဲ့ဒီမှာ schedule message ဆိုတာလေးရှိပါတယ်ပြီးရင်တော့အောက်မှာကိုပို့ခြင်းနဲ့ချိန်နဲ့ရက်လေးကိုရွေးထားလိုက်ပါဥပမာမနက်6နာရီပို့ခြင်းနဲ့ဆိုရင်ဒီလိုလေးရွေးလိုက်ပါပြီးရင်တော့အောက်ကဟာလေးနှိပ်ထားလိုက်ပါဒါဆိုရင်တော့သူ့အချိန်ရောက်ပြီဆိုတာနဲ့ဒီ message လေးကကိုယ့်ရဲ့ကောင်မလေးစီကိုရောက်ရှိသွားမှာဖြစ်ပါတယ်တတိယအနေနဲ့ပြောပြပေးမယ် feature လေးကတော့ကိုကြိုက်နေတဲ့ crush လေးကိုရည်စားစကားမပြောရဘူးအဲ့လိုအခါနေချိုင် spoiler အနေနဲ့ message ကိုပို့လို့ရပါတယ်ပြီးရင်တော့အိစာလေးကိုဆက်လက်မှတ်လိုက်ပါပြီးရင်အဲ့ဒီမှာ option တွေရှိပါတယ် spoiler ဆိုတာလေးပါပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါ
ဒါဆိုရင်တော့ဒီစာလေးကဝါပါတယ်ပြီးရင်ပို့လိုက်ပါသူ့စီမှာလည်းဒီလိုဝါနေတဲ့ပုံစံလေးနဲ့ရောက်ရှိသွားပါမယ်အဲ့ခါကျရင်သူကအဲ့ဝါနေတဲ့ဟာလေးကိုနှိပ်လိုက်ရင်ဒီလိုလေးပေါ်သွားပါလိမ့်မယ်နောက်ဆုံးအနေနဲ့ပြောပြပေးမယ် feature လေးကတော့ကိုစာပို့တဲ့အခါမှာတစ်ဖက်ကနေ noti မတက်အောင်အတန်မထောင်အောင်ပို့တဲ့နည်းလေးပဲဖြစ်ပါတယ်ဒီ feature လေးကတော့ညဘက်ကိုကစာပို့ခြင်းနဲ့ဒါပေမဲ့တစ်ဖက်လူကကိုပို့လိုက်တဲ့စာရဲ့ noti ကြောင့်အေးပြောင်းသွားမှာစိုးရိမ်နေဆိုရင်တော့ဒီ feature လေးကိုအသုံးပြုလို့ရပါတယ်ကိုပို့ခြင်းတဲ့စာကိုရိုက်လိုက်ပါပြီးရင်တော့ဘေးကပို့တဲ့ခလုတ်လေးကိုဖိထားလိုက်ပါအဲအောက်မှာ send without sound ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုပို့လိုက်တဲ့စာကလည်းအတန်မထွက်ဘဲနဲ့သူစီကိုရောက်ရှိသွားမှာဖြစ်ပါတယ် Telegram နဲ့ပတ်သက်ပြီးတော့နောက်ထပ်လည်း feature တွေထပ်ပြီးတော့ပြောပြနေမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်အားလုံးပဲ see you the next video